အခုဖျားပြိနိဗ္ဗာန်စံတော်တဲ့နှစ်ကနှစ်ပေါင်း2560ကျော်သွားပြီအဲ့တော့ကျော်သွားတဲ့အခါကျတော့ဆိုးကပိုတိုးလာတယ်လို့ပြောနောက်လည်းဒီတဲ့တိုးဖို့ပဲရှိတယ်ပိုကောင်းမှုတော့မမျှော်လင့်နဲ့ဘာလို့လဲဆိုစားရဆိုးရနောက်ပြန်လှည့်လာရှိမှမရှိတာလေဆိုးတဲ့နေရာကဆက်ဆိုးမှာပဲရှိတယ်ဒါမှရှိတော့ဆရာတော်ကြီးတွေပြောတာခေကောင်းဆိုတာဒီကနေ့ကိုပြောတာနေ့ဖြန်အဲ့လောက်ကောင်းရင်မှကောင်းတယ်ဒီလိုဆိုတာခေကောင်းဆိုတာကိုမမျှော်လင့်နဲ့အခုလက်ရှိအချိန်ကကောင်းတဲ့ခေလို့ပဲပြောအောင်ဖြစ်တယ်တဖြည်းဖြည်းပို့ပြီးတော့ဆိုးလာဘာကဆိုးတာတော့လူတွေရဲ့တဏ္ဍာမရှိတဲ့လောဘတွေဒေါသတွေမောဟတွေကအရေးအတွက်လည်းများတယ်ဖြစ်တဲ့အချိန်လည်းများတယ်အရှိန်ဝါလည်းပိုတက်လာတယ်ဆိုတော့ကောင်းတဲ့ခေတ်မှာလည်းလောဘမရှိဘူးလားရှိတယ်ဒါပေမဲ့အဲ့ဒီလောဘကမဆိုးဘူးကိုပစ္စည်းကိုလိုချင်တာကိုပစ္စည်းကိုသိမ့်ပိုက်ထားမတရားတဲ့လောဘမဟုတ်ဘူးနောက်ပိုင်းရောက်လာတဲ့လောဘကမတရားတဲ့လောဘဖြစ်လာကိုပစ္စည်းတွေမကောက်သူရပစ္စည်းကလိုချင်အဲ့ဒါလို့ပို့ပြီးတော့ဆိုးလာပို့ဆိုးလာလောဘသိပဲနဲ့ဖျားလက်ထက်ကလောဘနဲ့ခဏလောဘမတူပြန်ဘူးအဲ့လိုပေါ့ဆိုလိုတာကလူတယောက်မှတူအောင်တော့လောဘကြီးတဲ့ပုဂ္ဂိုလ်ပိုများလာတဲ့အရေးအတွက်ဖျားလက်တဲ့တော့ကမမဲလောဘက85ရာခိုင်နှုန်းရှိတယ်လောဘကြီးတဲ့လူက85ရာခိုင်နှုန်းရှိတယ်90ရာခိုင်နှုန်းရှိတဲ့ဒီကနေ့ကျတော့85 85ရာခိုင်နှုန်းတက်တယ်အဲ့လိုဆိုအဲ့တော့ကောင်းတဲ့ပုဂ္ဂိုလ်ကမရှိဘူးလားဆိုရှိပါရှိနေဦးမှာပဲတော့လောဘကွယ်တာတော့မဟုတ်ဘူးအဲ့တော့ခေတ္တလိုက်တဖြည်းဖြည်းဆိုးဝါပြီးတော့လာတာဖြစ်တော့ဘာနဲ့ထိမ့်သိမ်းရမလဲလို့ဆိုရင်ကိုပဲကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ပဲလုပ်တာဘာဝင်ကျင်ကိုကောင်းအောင်လုပ်ဖို့ဆိုတာဓမ္မခေရင်တော့